ပြည်သက်များလုံးပဲမင်္ဂလာပါရှင်ခုတစ်ခေါက်တင်ဆက်ပေးခြင်းတဲ့အားကစားသတင်းကတော့မော်ရီညိုကိုအာမခံချက်တောင်းဆိုလိုက်သည့်မာတာဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါမန်ယူအသင်းရဲ့အနီးပြသည့်မော်ရီညိုရောက်ရှိလာတဲ့အချိန်မှာတော့အသင်းရဲ့ကစားသမားတူဖြစ်တဲ့မာတာအနေနဲ့သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအာမခံချက်တောင်းဆိုလိုက်ပါတယ်မာတာဟာရခိုင်ကအနီးပြမော်ရီညိုနဲ့အတူချယ်ဆီအသင်းမှာလက်တွဲခဲ့ဘူးတဲ့သူတဦးလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ FA ဖလားဘောလုံးပွဲစဉ်မှာမာတာအနေနဲ့ဂိုးသွင်းယူနိုင်ခဲ့ပြီးတော့မန်ယူအသင်းအတွက်ခြေစွမ်းပြသနိုင်ခဲ့ပေမဲ့လည်းအခုလိုနီးပြမော်ရီညိုအသင်းကိုရောက်ရှိလာတဲ့အချိန်မှာတော့အနာဂတ်မှာမန်ယူအသင်းမှာဆက်လက်ကစားခွင့်ရရှိရေးအတွက်အာမခံချက်တစုံတရာရရှိလိုနေတာဖြစ်ပါတယ်မာတာအနေနဲ့ရခိုင်ချယ်ဆီအသင်းမှာအကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပေမဲ့လည်းနီးပြမော်ရီညိုရဲ့ရောင်းချခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2014ခုနှစ်ဇန်နဝါရီလမှာချယ်ဆီအသင်းရဲ့ကစားသမားအချို့ကိုရောင်းထုတ်မယ်ဆိုတဲ့အကြောင်းကိုမော်ရီညိုကပြောကြားခဲ့ပြီးတော့မာတာကရောင်းချမဲ့ကစားသမားအဆင့်မှာသူပါဝင်မှာမဟုတ်ကြောင်းနဲ့အသင်းမှာသာဆက်လက်ရှိနေမယ်ဆိုတဲ့အကြောင်းကိုပြောကြားခဲ့ပါတယ်။သို့တော်လည်းသတင်းသုံးပတ်ကြာပြီးတဲ့နောက်မှာတော့မန်ယူအသင်းထံကိုပေါင်39.1 သန်းနဲ့အံ့အားသင့်ဖွယ်ရောင်းချခြင်းခံခဲ့ရပါတယ်။မာတာဟာချယ်ဆီတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို2ကြိမ်တိုင်ရရှိခဲ့ပြီးတော့2013ခုနှစ် Premier League PFA Team of the Year မှာလည်းရွေးချယ်ခြင်းခံခဲ့ရတဲ့ကစားသမားတူဖြစ်ပါတယ်။ဒါပေမဲ့လည်းမထင်မှတ်ဘဲနီးပြမော်ရီညိုရောင်းချခြင်းကိုခံခဲ့ရတာကြောင့်ယခုအချိန်မှာလည်းအလားတူကိစ္စရဲ့မျိုးထက်မှန်ဖြစ်ပေါ်မှာကိုမာတာကစိုးရိမ်နေတာဖြစ်ပါတယ်။မာတာအနေနဲ့အသင်းပြောင်းရွှေ့လိုခြင်းမရှိဘဲနဲ့မန်ယူအသင်းမှာသာဆက်လက်ကစားလိုနေတာဖြစ်ပါတယ်။တို့ရမှာလည်းမန်ယူအသင်းရဲ့နီးပြသစ်ဖြစ်လာတဲ့မော်ရီညိုအနေနဲ့ကရာသီသစ်မစတင်ခင်မှာကစားသမားအပြောင်းရွှေ့စရိတ်အဖြစ်ပေါင်သန်း200အသုံးပြုခွင့်ရရှိထားပြီးတော့ကစားသမားတွေခေါ်ယူပြီးအသင်းကိုပြောင်းလဲမှုတွေပြုလုပ်ဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။မော်ရီညိုရောက်ရှိလာပြီးတဲ့နောက်မှာတော့အခြားကစားသမားတဦးဖြစ်တဲ့ဖယ်လာနီမှာလည်းအသင်းကနေရောင်းထုတ်ခြင်းခံရပွဲရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။အသင်းရဲ့နောက်ထပ်ကစားသမားတဦးဖြစ်တဲ့မိုက်ကယ်ကာရစ်ကလည်းအခုလက်ရှိချိန်မှာတော့မန်ယူအသင်းနဲ့စာချုပ်တန်းကုန်ဆုံးနေပြီဖြစ်တာလည်းဖြစ်ပါတယ်ရှင်။